ကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးအမရပူရာမြို့မင်္ဂလာရိပ်သာဓမ္မယုံကြည်ပေါ်တွင်24ရက်တလ60ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောလူမိုင်းနှင့်လူလိမ္မာခွဲခြားပြပုံတရားတော်ဟောကြားဆုံးမတော်မူအပ်သောလူမိုင်းနှင့်လူလိမ္မာခွဲခြားပြပုံတရားတော်လူမိုင်းနဲ့လာထူးတယ်ဆိုတဲ့ဥစ္စာတွေသိဖို့အရေးကြီးတယ်လို့3-4ရက်ရှိပြီးပြောခဲ့လူမိုင်းလည်းအဝိဇ္ဇာပစ္စယသင်္ခါရကလာတာပဲလူလိမ္မာရောဒါဖြင့်လူမိုင်းလည်းခန္ဓာ၅ပါးဝိဇ္ဇာပစ္စယသင်္ခါရကြောင့်ဝိညာဏယုတ်သလနာဖတ်တဝေဒနာဖြစ်တာလူလိမ္မာလည်းဝိဇ္ဇာပစ္စယသင်္ခါရကြောင့်ဝိညာဏယုတ်သလနာဖတ်တဝေဒနာဖြစ်တာပဲပရမမူလဗုဒ္ဓအတိတ်အကြောင်းချက်ပုံကတော့ဖြင့်အာလုံးကဓမ္မတွေသိတဲ့အတိုင်းမထူးပါဘူးထူးသေးလားအတိတ်ကြောင့်ချက်ပုံကဓမ္မတွေမနေ့ကပြောတဲ့အတိုင်းလူမိုက်မှာလည်းဝိဇ္ဇာပစ္စယသင်္ခါရကြောင့်ဝိညာဏယုတ်သလနာဖတ်တဝေဒနာဖြစ်သည်လူလိမ္မာမှာလည်းဝိဇ္ဇာပစ္စယသင်္ခါရကြောင့်ဝိညာဏယုတ်သလနာဖတ်တဝေဒနာဖြစ်သည်ထူးကြသေးရဲ့မထူးပါဘူးတဲ့ဒါကြောင့်အလယ်ပိုင်းမှာယနေ့တော့ပြပါမယ်တဲ့ဝိညာဉ်ဒီဘက်ကနာယုတ်ဒီဘက်ကသလယနာဖတ်တာဝေဒနာဒါလူမိုက်လည်းမထူးပါဘူးတဲ့ဝိညာဉ်နာယုတ်သလနာဖတ်တာဝေဒနာဆိုတဲ့ဒီခန္ဓာ၅ပါးနဲ့နေတာပါပဲလူလိမ္မာမှာလည်းခန္ဓာ၅ပါးနဲ့ပဲဒီပရိစ္ဆေသမုပ္ပါ၅ပါးဆိုလဲဟုတ်တာပဲခန္ဓာ၅ပါးဆိုလဲဟုတ်တာပဲအဲ့တော့ဒကာဓမ္မတွေပရိစ္ဆေသမုပ္ပါဆိုတာကဒကာဓမ္မတွေရထားတာကဝိညာဉ်ဆိုရင်ပရိစ္ဆေဝိညာဉ်လို့ဒီလိုမှတ်ပြီးဒီကလာထားကြတယ်နော်ဒီလိုမှတ်ပါနဲ့တဲ့ယခုလိုအခါဖြစ်တဲ့သက္ကဝိညာဉ်သောတာဝိညာဉ်ကာဏဝိညာဉ်စိတ်ဝဝိညာဉ်ကာယဝိညာဉ်မနောဝိညာဉ်ဆိုတဲ့ဝိညာဉ်6ပါးမရှိဘူးအဲ့ဒီဝိညာဉ်ပေါ်လို့ရှိရင်ဘယ်ဝိညာဉ်ပေါ်ပေါ်ဝိညာဉ်နာယုသလနာဖတ်တဝေဒနာပေါ်တာပဲဘယ်ဝိညာဉ်ပေါ်ပေါ်ဒီ၅ပါးပေါ်တာပဲလို့မှတ်ထားကြသဘောပါကြအဲ့တော့ကိုဒါလူတွေမှလည်းဒါဒီတိုင်းပဲလူမိုက်မှာရောအဲ့တော့လူလိမ္မာနဲ့လူမိုက်ဘာထူးကြုံလို့ဘုရားသခင်ကိုရမကြီးကမဲတော့အတိတ်မှာမထူးခဲ့ပါဘူးအတိတ်ဘဝကတော့ဘာကြောင့်မထူးကြုံလို့မဲတဲ့အခါကျတော့ကိုလူလိမ္မာလည်းဝိဇ္ဇာသင်္ခါရကြောင့်ဝိဇ္ဇာသင်္ခါရနှစ်ခုကြောင့်ဝိညာဏယုတ်ဖြစ်တာပဲလူမိုက်မှာလည်းဝိဇ္ဇာသင်္ခါရကြောင့်ဝိညာဏယုတ်သလနာဖတ်တဝေဒနာဒီ၅ခုဖြစ်တာပဲဆိုတော့ဒကာကျွဲတို့သိပြီဒကာသစ်တို့လည်းသိပြီသိတော့ကိုလူလိမ္မာနဲ့လူမိုက်တွေကလည်းဆိုလို့ရှိရင်အလားမှတူတယ်မတူဘူးလားအတိတ်ဘဝကလာခဲ့ဘုံတော့ဖြင့်တူပါတယ်ဒါပြန်လူမိုက်မှာတော့ဖြင့်လာတဲ့အတိုင်းပဲဝိဇ္ဇာသင်္ခါရကြောင့်လာပြီးဒီကလာဝိဇ္ဇာသင်္ခါရပြန်ဖြစ်တယ်ဝိဇ္ဇာသင်္ခါရကြောင့်လာပြီးတော့ဝိဇ္ဇာသင်္ခါရပြန်ဖြစ်တယ်ကောင်းပြီဒီနေ့တစ်မျိုးမယ်တဲ့ဒကာသစ်တို့လူမိုက်မှာဝိဇ္ဇာသင်္ခါရကလာပြီးကလာဝိဇ္ဇာသင်္ခါရပြန်ဖြစ်တယ်မဖြစ်ဘူးလားဘာလို့ဖြစ်ကြုံလို့မဲတဲ့အခါကျတော့ဝေဒနာပြည့်စရာဘယ်နဲ့ဆိုကြတဏှာဆိုတာဒီလောဘပဲလောဘဆိုတာဒီအဝိဇ္ဇာနဲ့တွဲရဖြစ်တယ်လောဘဖြစ်တဲ့ပုဂ္ဂိုလ်ကမသိလို့ဖြစ်တာ
မသိတော့အဝိဇ္ဇာနဲ့တွဲရမနေဘူးလားဒါဖြင့်အဝိဇ္ဇာကအဝိဇ္ဇာလောဘကသင်္ခါရလာဖြစ်မဖြစ်ပေဘူးလားအဲ့ဒီအဝိဇ္ဇာသင်္ခါရနှစ်ခုပြန်မပေါ်ဘူးလားပေါ်တော့အဲ့ဒီအဝိဇ္ဇာသင်္ခါရသည်ဟူသောတရားကြောင့်ဒကာဓမ္မတွေဒီမှာလာတဲ့အတိုင်းဥပါဒံဆိုရတဲ့တဏှာပဲဟောကံသင်္ခါရမပေါ်ဘူးလားကမ္မဘဝမပေါ်ဘူးလားကမ္မဘဝဖြစ်เสียဇာတိပေါ့ဩလူမိုက်မှာတော့လာရပြန်သွားတယ်သဘောကျအဝိဇ္ဇာသင်္ခါရကလာပြီးတော့ဘယ်သွားပြန်လဲအဝိဇ္ဇာသင်္ခါရပဲပြန်လှဲ့တော့အမိုက်သေးကလာရင်အမိုက်သေးသွားတယ်သဘောပါဘယ်ကလာပဲသွားပါလဲဒါကကြွရှင်းပြီဝေဒနာပစ္စယတဏှာလို့ဆိုတော့ဒကာဓမ္မတွေကအဝိဇ္ဇာမပါဘူးလို့ထင်မှဆိုလို့တဏှာဆိုတာဒီမသိလို့ဖြစ်တာမသိလို့ဖြစ်တော့တဏှာဥပါဒဏ်တစ်ခုမလာဘူးလားအဲ့တော့ကိုမသိတာကဝိဇ္ဇာတဏှာဥပါဒဏ်ကဘောအပုညာပိသင်္ခါရဆိုတာဖြစ်အဲ့တော့ကိုဝိဇ္ဇာပစ္စယသင်္ခါရဖြစ်ပြီးဒီကလာနေတော့တယ်ဆိုတာကညင်းနေဖို့မလိုတော့ဘူးကောင်းပြီဒါဖြင့်အဝိဇ္ဇာသင်္ခါရပဲပြန်မလှည့်ကြဘူးလားသင်္ခါရပစ္စယဝိညာဏံပြန်လှည့်မှာတို့တော့လေပရိစ္ဆေသမုပ္ပါဖြစ်နေတဲ့အတွက်ကာမဘဝပစ္စယဇာတိဆိုပြီးဇာတိဝိညာဉ်ပါပဲရှင်းမလားဘာဝိညာဉ်ပါလဲဒါဖြင့်ဓမ္မတို့အဝိဇ္ဇာသင်္ခါရကလည်းအမိုက်အဝိဇ္ဇာသင်္ခါရကလည်းအမိုက်တရားတွေပဲနောက်လူမိုက်မှာပေါ်လာတာလေဝိဇ္ဇာသင်္ခါရပဲပြန်ပေါ်ပြန်တယ်ဆိုပြန်တော့ဒါဖြင့်ဓမ္မတို့အမိုက်တွေကလာပြီးအမိုက်သေးသွားပြန်တယ်သဘောကျဒါကလာပဲသွားပါလေဒါကဘ누구ပရိစ္ဆသမုပ္ပါပါလဲလူမယေပရိစ္ဆသမုပ္ပါဆိုတာအလုံးရှင်း납ဗလားဝိဇ္ဇာသင်္ခါရကလာပြီးဝိဇ္ဇာသင်္ခါရပြန်ဖြစ်ဘယ်လိုမှတ်ကြမလဲကဲတကယ်ကြွယ်တို့တကယ်သစ်တို့ဥပအောင်လို့ရှင်းမှာဝိဇ္ဇာသင်္ခါရကလာပြီးဘာပြန်ဖြစ်ပြန်ပါလဲဝိဇ္ဇာသင်္ခါရပြန်ဖြစ်တော့ဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဆိုတဲ့ဇာတိလာပြန်တာမလာဘူးလားဩဒါဖြင့်ဘုရားသခင်ကိုရမေကြီးဆိုရင်မှန်ပြီတဲ့ကလျာဏမိတ်တဆိုတဲ့သူတော်ကောင်းနဲ့မတွေ့ပြီဆိုမှဖြင့်ကွာအမိုက်သေးကလားအမိုက်သေးသွားပြန်တာပဲဘယ်လိုဆိုကြပါတို့ဒီကားလို့ဆိုရင်နောက်တုန်းကဘယ်လိုများနေခဲ့တိုင်းခဲ့ကြပါလိမ့်မလဲဆိုတာကိုယ်အကြောင်းကိုပြန်တွေးလို့ရှင်းဖြင့်ယနေ့ပြတာနဲ့ပေါ်ပါပြီယနေ့ပြတာနဲ့ပေါ်ပါပြီဒီဘဝအတိတ်ဘဝကဝိဇ္ဇာသင်္ခါရနဲ့လာခဲ့တယ်ဒီဘဝမှာဝိညာဏယုတ်သလနာဖတ်တော့ဝေဒနာနဲ့လူမိုက်မှာနေတယ်နေပြီးဒီချမ်းမနဲ့သူဘာဘူးပဲပြန်အထုတ်ပြန်ပါလိမ့်မလို့ဆိုတော့ဝိဇ္ဇာသင်္ခါရပြန်အထုတ်သဘောပါကြဘာပြန်အထုတ်အဝိဇ္ဇာသင်္ခါရပြန်အထုတ်တော့ကိုကမ္မဘဝရီသောသင်္ခါရကြောင့်ဝိညာဉ်မဲ့ဒီဇာတိဆိုတဲ့ဝိညာဉ်ပြန်မဖြစ်ဘူးတကယ်ဖြစ်ပြန်တော့ဓမ္မတို့ဒီပုဂ္ဂိုလ်ဟာအဝိဇ္ဇာကစအဝိဇ္ဇာဆုံးသင်္ခါရကစသင်္ခါရဆုံးဇာတိကစပြီးဇာတိရပြန်တာမဆိုနိုင်ဘူးလားဒါဖြင့်သူ့အကြောင်းတွေးကြည့်ရတာဖြင့်အမိုက်သေးကလာအမိုက်သေးသွားတာပဲမဆိုနိုင်ဘူးလားဇာတိကလာပြီးဘယ်သွားပြန်ဇာတိသွားပြန်သရကလာပြန်ပြီးဘယ်သွားပြန်ဗျာတိကလာပြန်တော့မရဏကလာပြန်တော့ဒုက္ခပရိဒေဝလာပြန်တော့ဒါဖြင့်ဒကာကျွဲတို့ဒကာသစ်တို့ဥပအောင်တို့သူ့အတွက်ဘယ်နည်းနဲ့မှအလင်းဆိုလို့ရှိရင်ဖြင့်စက္ကန့်တောင်မှမရဘူးလို့ဆိုရမှာဝိဇ္ဇာရီရောအလင်းကိုမရချဘူးဝိဇ္ဇာအလင်းရပါရဲ့ကိုင်တရားဓမ္မတို့ဒါပရိစ္ဆေသမုပ္ပါအတိတ်ပရိစ္ဆေသမုပ္ပါကလည်းပြပြီးပြီပြစ္ဆုတ်ပံပရိစ္ဆေသမုပ္ပါလည်းပြပြီးပါပြီအနာဂါအကြောင်းပရိစ္ဆေသမုပ္ပါလည်းတရားဓမ္မတွေပြထားပါပြီအတိတ်ပရိစ္ဆေသမုပ္ပါကဝိဇ္ဇာနဲ့သင်္ခါရဒူပြလိုက်
အလယ်ပြစ္ဆုတ်ပံပရိစ္ဆသမုပ္ပါကလည်းဝိညာဏယုတ္တလနာဖတ်တဝေဒနာဆိုတာယခုတရားနာတဲ့ခန္ဓာတွေဆိုတာပဲလူမိုက်မှာတော့ဒီတရားကလည်းမနာတရားနှလုံးမသွင်းဆိုတော့သူအိမ်ဘာလို့နေတုံးလို့မေးဖို့မလိုဘူးဘယ်နဲ့ဖြေကြပါအဝိဇ္ဇာသင်္ကာရလုံနေတယ်ဩတရားဓမ္မတွေကမအားလို့ခင်ဗျာတပည့်တော်တရားပြအာမထုတ်ဖြစ်ဘူးဟာမအားရပြောကြမအောင်ဆိုတော့အဝိဇ္ဇာသင်္ခါရလုံနေမအားရပါပါလေအဝိဇ္ဇာသင်္ခါရလုံပြီးဒီကလာနေတော့သင်္ခါရဖြစ်เสียပါတော့ဩဝိညာဉ်ဆိုတော့တပည့်တော်ဗျာနောက်ဇာတိဒုက္ခရှားနေလို့ဘယ်လိုဖြေကြမဟုတ်ပါဘူးနောက်ဇာတိဒုက္ခရှားတာကဒကာဓမ္မတွေမရှားရဘူးလို့ဘုန်းကြီးတို့မဆိုနိုင်ပါဘူးခမည်းတော်ဘယ်ကလာခဲ့သတုံးမေးလို့ရှိရင်ဇာတိဒုက္ခကလာခဲ့ဘယ်ကလာခဲ့ဒီဝိညာဉ်ဆိုတာပြိဋ္ဌိနေတဲ့ဝိညာဉ်ဇာတိဝိညာဉ်ဆိုရင်လောကဩဇာတိကလာပြီဇာတိရှားပြန်တာကိုဒုက္ခနဲ့နေခဲ့ပြီးပါရှားပြန်အဲ့ဒါမအားတဲ့လူတွေဥပဒနာအလုပ်မလုပ်တဲ့ပုဂ္ဂိုလ်တွေစင်ကြယ်လဲမှုကယင်သလိုလိုနဲ့အတော်ရိုင်းတယ်ယင်သလိုလိုနဲ့ဘယ်နဲ့ဆိုတခါကျွဲနားလဲလားယင်သလိုလိုနဲ့ဘယ်နဲ့လဲဒီနေ့တရားအမထုတ်ဗျာကိစ္စဝိသတွေကရှုပ်လွန်းလို့ကိစ္စဝိသတွေကရှုပ်လွန်းလို့ကိစ္စဝေယဝိသတွေပါပဲသူတို့ဒါတွေကရှုပ်လွန်းလို့ဗျာတရားအမထုတ်ဖြစ်ဘူးတရားအမထုတ်ဖြစ်လို့ရှိရင်ဖြင့်မတရားအထုတ်နေတယ်ပဲဆိုတရားထုတ်လို့မတရားအမထုတ်ဖြစ်ဘူးဆိုလို့ရှိရင်ဖြင့်ဒီပြင်လောက်တော့လုတ်ပြီဆိုတာတကားသစ်တို့တကားအုံတို့ညှင်းဖို့လိုသေးလားဒါဖြင့်တရားအထုတ်ဒီနေ့တရားအမထုတ်ဖြစ်ဖြူဖြေကြပြီကိစ္စဝဆမြင်ရလုံးလို့ဒါဖြင့်ယနေ့ဘာလို့တုံးဆိုတဲ့အဖြေထွက်ဘာထွက်လားမတရားအထုတ်မတရားတာကအဝိဇ္ဇာနဲ့တဏှာသင်္ခါရကအထုတ်မတရားအထုတ်နေတယ်တခါကျဘာအထုတ်ဒီနေ့တရားအာမထုတ်ဖြစ်ဘူးလို့ဆိုလို့ရှိရင်ဘာမှညင်းနေဖို့မလိုပါဘူးတရားဓမ္မတို့ဘာလုပ်နေကြလဲမတရားအထုတ်တော့ဘာရပါလိမ့်မလို့ဆိုတော့အိုးဇာတိကကြီးဇာတိရတာပေါ့သင်္ခါရဖြစ်เสียဝိညာဏံဆိုတော့ပြိဋ္ဌိဝိညာဉ်ဆိုတာဇာတိပဲအနာဂတ်ဘဝကြီးဇာတိသဘောကျသူဘယ်ကလာလို့ဘာရှာတာပါလိမ့်မတော့အမေးထုတ်ပါဇာတိကလာလို့ဇာတိရှာတယ်ဥပအောင်ကျေနပ်ပါလားဒါမတရားထုတ်လို့ရတာမဟုတ်လားဗျာတကယ်ကျွဲရင်ရင်များမသုံးလိုက်ပါနဲ့နော်နောက်ကဒကာဓမ္မတွေရင်ကျေးတယ်လို့များမသုံးလိုက်ပါနဲ့တဲ့ဒီနေ့တော့တရားကိုအာမထုတ်ရဘူးဒီနေ့တော့တရားကိုအာမထုတ်ရဘူးဆိုလို့ရှိရင်ပေါ်နေပြီစကားကပေါ်နေပြီတကယ်ကျွဲအဖြစ်ထွက်စမောမတရားထုတ်နေတယ်မတရားတဲ့သဘောတည်းဘယ်လိုပါလုံးဆိုတော့အဝိဇ္ဇာသင်္ခါရအထုတ်အဝိဇ္ဇာသင်္ခါရအကြောင်းဘာပေါ်ရမလဲဝိညာဉ်ပေါ်ရမယ်ဆိုတော့အနာဂတ်ဇာတိဝိညာဉ်မပေါ်အနာဂတ်ဆိုတဲ့ဇာတိဟာဘယ်နဲ့တော့ပေါ်ရတယ်ဆိုတာတရားဓမ္မတွေဒါခင်ဗျားတို့လဲလိုက်တဲ့ရှင်ကြီးဟာကိုဒုက္ခရတဲ့ရှင်ကြီးလားကိုဒုက္ခရတဲ့ရှင်ကြီးလားစိတ်ထားရတော့ဗျာတပည့်တို့အမှန်မွန်မြတ်ပါတယ်မွန်မြတ်ပါတယ်တရားကိုလက်မလွတ်ချင်ဘူးဘာကြောင့်မို့လူမိုက်ဖြစ်မှာအမှန်ဆိုရင်လေတရားကိုလက်မလွတ်ချင်ဘူးဆို냐တော့လေဒီနေ့အာမထုတ်ဖြစ်ဘူးနှလုံးမသွင်းဖြစ်ဘူးဆိုလို့ရှိရင်ဖြင့်အကုသိုလ်မဖြစ်လို့ရှိရင်ဘုန်းကြီးများကတော်သေးရဲ့ဆိုရသေးတယ်ပေါ့ဗျာခုတော့ဆိုစရာအချက်လည်းကွက်ပါပါရဲ့တရားမထုတ်ဖြစ်သူပါလုံးနေတော့မတရားထုတ်တာဘာရဖို့တော့ဇာတိရဖို့ရှင်းရအဲ့တော့ဒကာကျွေဒကာသစ်တို့ရေဇာတိဟာမရဘူးလို့ရကြံတာလားလို့မဲလို့ရှိရင်ဖြင့်မသိလို့ရကြံတာပါဗျာမဆိုနိုင်ဘူးလားနောက်တော့ကလည်းမသိလို့ပဲဇာတိရခဲ့ဒီဘုရားလည်းမသိအုပ်ချုပ်လို့ဘာရပြန်ဩခင်ဗျားတို့ကမသိကစားမသိအဆုံးပါလားဘယ်နဲ့ဆိုကြမသိကစားပြီးမသိဆုံးတယ်ဆိုတော့ဒါပြန်ခင်ဗျားတို့နောက်တုန်းကတပည့်ရတို့
ဘယ်လိုပုဂ္ဂိုလ်အမျိုးအစားများဖြစ်ခဲ့ပါလိမ့်မလို့ခင်ဗျာလို့ဒကာကျော်တို့ဒကာဦးတို့ဒကာတစ်တို့ကမဲလို့ရှင်အိုးဘာမှတော့မဖြစ်ခဲ့ဘူးမသိကစားမသိကြီးဆုံးလာခဲ့တာပဲဒါပဲဖြစ်ရမှာဒါဖြင့်ခင်ဗျားတို့ကဇာတိရှိရဲ့နဲ့ဇာတိကလာတာဇာတိရှားပြန်တယ်ဆိုတဲ့ဥစ္စာဒီဒကာဓမ္မတို့မသိလို့ဇာတိကလာတာလည်းသူမသိဘူးဇာတိရှားတာလည်းမသိလို့ရှားတာပဲဒါဖြင့်ဇာတိရှိရဲ့နဲ့ဘာရှားဇာတိရှိရဲ့နဲ့ဇာတိရှားတဲ့ပုဂ္ဂိုလ်ဇာတိပရမဇာတိကလည်းဘာသစ္စာလဲဩဒါပြန်ပရမဒုက္ခသစ္စာလည်းသူမသိခဲ့ဘူးနောက်တစ်ခါရှားပြန်တော့လေသိလို့ရှားရလားမသိလို့ပဲရှားတာဒါဖြင့်ဘယ်တော့မှသစ္စာမသိခဲ့လို့ဘုရားဆူဆူနဲ့ပြတ်တဲ့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်တရားမှမနာဘူးအောင်သစ္စာတရားတွေနာမမနာဘူးအောင်ဖြစ်ခဲ့တယ်ကြုံခဲ့တယ်ဆိုတာဒကာကျော်ဒကာသိညှင်းဖို့လိုသေးလားအခုဇာတိရှားနေတာကထောက်ကြည့်ပါတော့ဒါဖြင့်ဒကာဓမ္မတို့ရောင်းကြတယ်ဝယ်ကြတယ်သွားကြတယ်လာကြတယ်ပြောကြတယ်ဆိုကြတယ်ဆိုတော့ဘာရှားတာပါလိမ့်ဩမရှိလို့ရှားတာလားရပြီးသားကိုတင်းမတိမ်လို့ရှားတာလားဒါဖြင့်ရပြီးသားကဘာသစ္စာမရသေးမရအောင်ရှားနေတာကဩဒါဖြင့်တခါကျွဲလူမိုက်ပေါ်လူမိုက်ဖြစ်ပြန်ဆိုလိုက်မဆိုလိုက်လူမိုက်ပေါ်မှာအဲ့တော့ခင်ဗျားတို့မြို့သုံးကိုသုံးကြမယ်အရာသုံးကိုသုံးကြမယ်အရာထဲကနေပြီးကြလားတယောက်ကဟုတ်ပေလိမ့်မယ်လိုက်တာဟူတွေ့ကြတော့တခါကျွဲအမှားကြီးဟုတ်တာပဲကိုကတော့အလုတ်ကလည်းကြီးတော့မအားကြဘူးအလုံးနဲ့လူနဲ့လည်းမမျှတော့မအားဘူးမအားတော့ဘယ်သူတော်ကောင်းလို့စေတနာရှင်냐တော့လဲသူရုံမှအလုံးနဲ့ပဲချိန်ကုန်နေရတယ်ဒါပြောလိုက်သဘောပါကြကျက်စီတော့မယူလိုက်ကြပါနဲ့မင်္ဂလာတော့မရှိပါဘူးဆိုတာတကယ်ကျွဲမှန်းမိဗလားဒါဖြင့်ဒကာဓမ္မတို့လူမိုက်ပရိစ္ဆေသမုပ္ပါတွေ့ပါဗလားအဝိဇ္ဇာသင်္ခါရကလာပြီးတကလားအဝိဇ္ဇာသင်္ခါရပြန်လို့အဝိဇ္ဇာသင်္ခါရကလာခဲ့တယ်အဝိဇ္ဇာသင်္ခါရပြန်လုပ်တဲ့အခါကျတော့ဒီဝိညာဏယုဒ္ဒလနာဖသဝေဒနာဆိုတဲ့ဒုက္ခသစ္စာ၅ချက်နောက်ထပ်ပေါ်ရမှာပေါ်ရအဝိဇ္ဇာသင်္ခါရလာလို့ယခုပြစ္ဆုတ်ပံမှာဒုက္ခသစ္စာဘယ်နှချက်ရတာတခါဝိဇ္ဇာသင်္ခါရလူမိုက်တို့ထုံးစံတိုင်းပြန်လို့ပြန်တော့နောက်ဘာသစ္စာပြန်ရဒုက္ခသစ္စာ၅ချက်ပဲပြန်ရမယ်ဆိုတာသဘောပါဒါဖြင့်အကွက်ကြပြောနေတာမှဒကာအောင်တို့နားမလဲတော့ဘူးပေဦးမယ်တေဦးမယ်ဆိုလို့ရှိရင်ဖြင့်ဒုက္ခသစ္စာဟူ၍ဒုက္ခကဆင်းရဲတာသစ္စာကမှန်တာသဘောကျဆင်းရဲတာမှန်ဟူ၍ကိုယ်ပိုင်ပစ္စည်းဖြစ်နေဦးမယ်ဆင်းရဲတာမှန်ဟူ၍ကျင့်납ဖို့တော့တက်ပါပြီအပယ်လေးပါးကြီးတော့ဆင်းရဲတယ်ဘုရုပစ္စည်းပါလိမ့်နမတာလူမတာရှားဖို့ပသာထေရီဟောကိုယ်ပိုင်ပစ္စည်းတွေပဲသူများကြီးလမ်းကျက်ဓာကျက်နဲ့အသက်ထွက်เสียဖြစ်တဲ့ဒုက္ခတွေဟာရောကိုယ်ပိုင်ပစ္စည်းတွေပဲမင်းတွေဆိုတွေကိုယ်တွေကနှိမ့်ဆက်ဖို့ဒုက္ခတွေကိုယ်ပေါ်မှာပုံလာတာရောဒါဘယ်နဲ့ကြောင့်ပါလိမ့်မလဲလို့ဆိုတော့အမှောင်တွေကလာပြီးအမှောင်တွေသွားနေကြလမ်းသွားလို့ပဲဘယ်နဲ့ဆိုကြလာတော့ကလည်းဝိဇ္ဇာသင်္ခါရဆိုတာအမှောင်တွေကလာခဲ့အခုတခါသွားပြန်တော့လေဝိဇ္ဇာသင်္ခါရပြန်လို့ပြန်တော့အမှောင်တွေကလာပြီးအမှောင်တွေပဲသွားပြန်တော့ဒီအမှောင်ထဲမှာတိုက်ရှင်တဲ့ခလုတ်တိုက်ရှင်တဲ့ကျင်းလောင်ရမယ်မိနှိမ့်ရမယ်ရေကိုပစ္စည်းကြီးပေါ်ဗျာသဘောကျဆိုရဘူးလားဆိုတာဆိုရတာခင်ဗျားတို့ကလည်းဆရာဝန်သမားကောင်းလည်းမရှာကိုယ့်ဟာလေးနဲ့ကိုဖြင့်ဟုတ်လားပြီလို့ထင်ရင်လည်းထင်နေဦးမယ်လူတန်းရှိတယ်ဆိုကွာသေးပြောပါပြီလူတန်းရှိတာကဘာတုံးဆိုတော့မောင်လေးကလာမောင်လေးပြောတဲ့လူတန်းရှိနေတယ်တော့အပူပဲမဆိုရဘူးလားကဲဒါပြန်မောင်လေးကလာပြီးအလင်းရောက်ပါတယ်ဆိုလို့ရှိရင်ဖြင့်တဲ့ဒီဥစ္စာလွန်ကျေးဇူးများတယ်လို့ဆိုရမှာပေါ့ဗျာကောင်းပြီဒါဖြင့်ဓမ္မတို့
လူမိုက်နဲ့လူလိမ္မာထူးပါပဲလူမိုက်ကအမှောင်ထဲကလာပြီးတော့အမှောင်ထဲသွားရှင်းပြီနော်လူလိမ္မာကတော့ဒကာဓမ္မတို့အမှောင်ထဲကလာပြီးဒီကလာအလင်းသွားမှောင်ထဲကလာပြီးတော့အလင်းသွားတယ်ဆိုတော့ဒီပုံစံကြည့်ပါဝိဇ္ဇာသင်္ခါရတွေချုပ်ကံတွေချုပ်ပြီးဇာတိတရာမရဏတွေချုပ်ပြီးဒီမှာမဲ့ခင်အလုပ်လုပ်တယ်မဲ့ခင်၅ပါးအလုပ်လုပ်တယ်ဒကာဓမ္မတို့မဲ့ခင်၅ပါးအလုပ်လုပ်တဲ့ခါကြလို့ရှင်းဖြင့်ခေါင်းကချုပ်ပလိုက်တဲ့ဝိဇ္ဇာသင်္ခါရတွေမချုပ်ဘူးလားတရားပဲနှလုံးသွင်းပါတဲ့လူလိမ္မာကတော့ကိုအမိုက်ကလာပြီးကလာအလင်းတွေ့တယ်မက်ကင်ဒီဥသောညာယံလင်းမရဘူးလားအမိုက်ကလာပြီးအလင်းတွေ့နော်လူမိုက်ကတော့မိုက်တွေကလာပြီးတော့အမိုက်တဲ့သွားတယ်ဆိုတဲ့ဥစ္စာကဒကာဓမ္မတွေသိပြီးသားခုနကရှင်းနေအောင်ပြခဲ့ပါပြီခိုင်းတာဖြင့်ဒကာဓမ္မတို့လူလိမ္မာကတော့မဂ္ဂဗြဟ္မစရိယကျင့်ပါလေလို့ဆိုသဖြင့်လူလိမ္မာကတော့ဗျာမိုက်ကလာပြီးအလင်းသွားသဘောကျလူလိမ္မာကမိုက်ကလာပြီးအလင်းသွားတာသူမျက်လုံးရှင်းပြီးဒီကလာလင်းနဲ့တွေ့ရတော့ခလုတ်ဆိုရင်ရှောင်းမယ်ကျင်းဆိုရင်ရှောင်းမယ်ကြိုင်းဆိုရင်ရှောင်းမယ်အပယ်လေးပါးဆိုရင်ရှောင်းမယ်နာရတုတိဆိုရင်ရှောင်းမယ်ရှောင်းဘူးဒုက္ခသစ္စာဟုတွေ့အဲ့ဒါဒီဒကာဓမ္မတို့မဂ္ဂဗြဟ္မစရိယအကျင့်နည်းဟုသောအလင်းရတဲ့ပုဂ္ဂိုလ်မှာရှောင်ပြစ်တာမျက်မှောက်လို့ရှင်းဖြင့်လူမိုက်ဟာအမိုက်ကလာပြီးအမိုက်သွားတဲ့အထဲမှာပဲလာအောင်ဝိဇ္ဇာသင်္ခါရတွေရှိနေကြမယ်ဆိုလို့ရှင်းဖြင့်နတ်ချမ်းသာလိုချင်လို့ဒါနသီလတွေလည်းလုပ်ချင်လုပ်ကြမယ်ဗြဟ္မာချမ်းသာလိုချင်လို့ဓမ္မရလုပ်တွေလုပ်ချင်လုပ်ကြမယ်အဲ့ဒီကဲတော့လောက်ခဲ့လို့ရှင်းဖြင့်ဒကာကျွယ်မှားပြီလို့ဒကာဓမ္မတွေဆုံးဖြတ်ချပေးပါမှားတာဘယ်လိုကြောင့်မှားပါလဲသူများလည်းလုပ်နေကြတယ်တပည့်တော်တို့ဆရာသမားကိုယ်ွယ်မှပဲသူတို့မှားတယ်လို့ဆိုရတာဒကာတိတ်တို့ဒကာအောင်တို့သေချာမှတ်ပါနော်လူချမ်းသာဆိုတော့လူကချမ်းသာတော့သူဝနဲ့ဒုက္ခဝေဒနာပေါ်တာလားနတ်ချမ်းသာဆိုတာနတ်အခြေကချမ်းသာတယ်လားသူဝနဲ့ဒုက္ခဝေဒနာပေါ်တာဗြဟ္မာချမ်းသာဆိုတာဗြဟ္မာအခြေကြီးကတော့လူတိုင်းလိုပါပဲခန္ဓာ၅ပါးပဲရှိမှာပါပဲချမ်းသာဆိုတာတွေကဒုက္ခဝေဒနာဆိုတာပဲသဘောကျအဲ့ဒီဒုက္ခဝေဒနာသုံးမျိုးမတွေ့ကြဘူးလားဗျာဒုက္ခဒုက္ခဥပ္ပခါရနဲ့နေကြမှာပေါ့ဗျာအဲ့ဒီဝေဒနာတွေကဒကာဓမ္မတို့အနိစ္စဒုက္ခအနတ္တဒုက္ခသစ္စာဟုတ်မဟုတ်ဒါဖြင့်အနိစ္စလည်းဖြစ်တယ်ဒုက္ခလည်းဖြစ်တယ်အနတ္တလည်းဖြစ်တယ်ဒုက္ခသစ္စာရောဒါဖြင့်ဒကာဓမ္မတို့လူချမ်းသာဆိုတာဒုက္ခသစ္စာနတ်ချမ်းသာဆိုတော့ဝေဒနာဗြဟ္မာချမ်းသာဆိုတော့ဝေဒနာဒါဖြင့်ဒီပုဂ္ဂိုလ်ဟာလူချမ်းသာနတ်ချမ်းသာလိုချင်လို့အဝိဇ္ဇာသင်္ခါရလုံးမဲ့ဆိုလို့ရှိရင်ဒုက္ခသစ္စာပဲရတခြားဘာရရရှိသေးဒါကြောင့်ခင်ဗျားတို့သူများပြောမယုံနဲ့သူများပြောမယ်သူများကလူချမ်းသာဆိုကြတယ်နော်တကယ်ကျွဲနတ်ချမ်းသာဆိုကြတယ်နော်ဗြဟ္မာချမ်းသာလို့ဆိုတော့ခင်ဗျားတို့ကတွေးရပေါ့ဒါတွေဟာတို့ရှုနေတဲ့ဝေဒနာတွေပါမဆိုရဘူးလားတို့ရှုနေတဲ့ဘာလဲဝေဒနာဖြစ်ပြပဲမဟုတ်လားဖြစ်ပြပြန်ဘာသစ္စာတို့သူများပြောတဲ့ကချမ်းသာတို့ရှုကြည့်တော့ဒုက္ခသစ္စာဒါပြန်သူများပြောယုံမလားတို့ရှုတာယုံမလားတို့ရှုတာယုံမှာဖြင့်ဘုရားရှိသွားမယောင်နဲ့ဗျာဘုရားရှိသွားမယောင်နဲ့တကယ်ကျော်လို့ကသူများပြောတာညာနဲ့ကိုယ်တိုင်ရှုထားတာကလူချမ်းသာဖြူရှိတော့လေဒုက္ခဝေဒနာပဲတွေ့ဒုက္ခဝေဒနာတွေ့ပြန်တော့ဖြစ်တုံးကဒုက္ခပြတ်တော့ဒုက္ခမနေဘူးလားဒါရင်ဖြစ်ဒုက္ခပြတ်ဒုက္ခပဲမကြဘူးလားဘလူချမ်းသာဆိုပြီးရှားလိုက်တော့ဒုက္ခသစ္စာတွေ့နတ်ချမ်းသာဆိုပြီးရှားလိုက်တော့ယမချမ်းသာဆိုပြီးရှားလိုက်တော့ချမ်းသာဆိုတာဝေဒနာကြီးပဲယံကိဉ္စီဝေရိတဓမ္မံသောဗန္တံဒုက္ခသမိန်တိမှတ်လိုက်တာပေါ့ယံကိဉ္စီလုံးကဝေရိတသမိန်ဝေဒနာခံစားရ၌ဝေဒနာဖြစ်ပေါ်ရ၌ဒုက္ခသမိန်ဒုက္ခ၌ဟောတိပြီဝေဒနာပေါ်ရင်ဒုက္ခကြီးမှတ်กว่าဘယ်နဲ့ဆိုကြ
ဝေဒနာပေါ်ရင်ဒုက္ခကြီးမှတ်ပါလို့ဆိုတော့ဘယ်နှုံးမြလူချမ်းသာဆိုတော့ဝေဒနာဆိုတာနတ်ချမ်းသာတယ်မြမချမ်းသာတယ်ဝေဒနာဆိုတော့ဝေဒနာဘယ်မှာလမ်းဆုံးယံကိရှိဝေရိဒဓမ္မသဗ္ဗန္တံဒုက္ခသမိတိတန်ရုပ်ပါဠိတော်သမဝေဒနာဒုက္ခသစ္စာကြီးပဲกว่าဆိုတော့အဲ့ဒီပါဠိတော်ကိုလည်းသိကိုယ်ကိုယ်တိုင်ဥပဒနာရှိကြည့်တော့ဝေဒနာတွေဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဒါပဲတွေ့ဖြစ်ဒုက္ခပြဒုက္ခမှာတပါးဘာတွေ့သေးလဲဘာမတွေ့တော့ဒါဘာသစ္စာတွေဆိုကြဩကိုယ်ကိုယ်တိုင်ရှိတော့ဒုက္ခသစ္စာသူများကလူချမ်းသာတယ်တခါကျကိုယ်ကိုယ်တိုင်ယုံမလားသူများပြောတဲ့လူချမ်းသာယုံမလားစဉ်းစားပါဥပအောင်လို့ဒီဥစ္စာရေးကြည့်လို့ပြောနေတယ်လူချမ်းသာနတ်ချမ်းသာမြမချမ်းသာဆိုတာဒကာဓမ္မတို့အထေကိုဆိုတာလားဝေဒနာကိုဆိုတာသဘောကျဝေဒနာပါသစ္စာလားဒါဖြင့်ကိုယ်တိုင်ရှုကြည့်တော့ဘာတွေတွေ့သူများပြောတာကြတော့ဘာတွေ့လူချမ်းသာတွေ့နတ်ချမ်းသာတွေ့သူများပြောတာကြကကိုယ်တိုင်ရှုကြည့်တော့ဒါဖြင့်ခင်ဗျားတို့ပဲဆုံးဖြတ်ချက်ချတာပေါ့တခါကျဆုံးမဲ့ချသူများပြောတဲ့လူချမ်းသာပဲဆုတောင်းယူမလားကိုယ်ကိုယ်တိုင်ဒုက္ခသစ္စာဖြစ်လို့မရကျင်တော့ဘူးလားဆိုတော့ဝေဖန်ပေါ်လားဩတစ်သက်လုံးရောင်းလာတာကိုဥပအောင်ပြင်ပေးနေတာနော်တစ်သက်လုံးရောင်းနေတာဒီဥစ္စာအားလုံးပဲရောင်းနေကြတာပဲလူချမ်းသာနတ်ချမ်းသာမြမချမ်းသာအကျဉ်းချင်းခံစားပြီး၍ဟုတ်လားအဆုံးစုံသောဘဝ၌နိဗ္ဗာန်ချမ်းသာရပါလို့ဤမရပါဘူးစိတ်ချပါဘာဖြစ်လို့မရပါလိမ့်မလို့ဆိုတော့လူချမ်းသာမှသူသိမှမသိပဲလူချမ်းသာယခုကိုယ်တော်ဥပဒနာရှိကြည့်တော့ဘယ်နဲ့နေလဲဒုက္ခသစ္စာပဲဖြစ်ပြီးပြတ်တာပဲနာချမ်းသာကြည့်လိုက်စမ်းဒီဝေဒနာမှတပါလူဝေဒနာလူမှာပေါ်တဲ့ဒုက္ခဝေဒနာမှတပါနောက်မှလည်းဒီဒုက္ခဝေဒနာပဲပေါ်ရယမမှာဒီဒုက္ခပဲပေါ်ရမှာပဲဒကာဓမ္မတို့ဒီဝေဒနာတွေဟိုသေးရဘာသစ္စာလဲဒုက္ခသစ္စာတွေပဲရမယ်ဆိုတာအထူးတလည်းမသေးကြဘူးလားဒါဖြင့်သူများပြောတာကဒကာကျော်တို့ဒီဒကာတစ်တို့ကမှတ်ကြတယ်လူချမ်းသာနတ်ချမ်းသာနဲ့ပြောကြဆိုကြတယ်နော်အဲ့တော့ဝိပဿနာမပါတဲ့ပုဂ္ဂိုလ်ရောင်လုံးလို့မှတ်ပါဘယ်လိုမှတ်မလဲဒါဖြင့်ခင်ဗျားတို့လည်းဝိပဿနာဆရာသမားနဲ့နေတော့ဝိပဿနာမှမရှိလို့ရှိရင်ဖြင့်ခင်ဗျားတို့လည်းဒီရောင်နေတဲ့တကယ်ကျော်ပါဦးမှာမပါဘူးလားကဲဒါဖြင့်ကဲတင်မဲ့အလုပ်ဟာဝိပဿနာအလုပ်ပဲရှိတော့တယ်ဓမ္မတို့ချမ်းသာမဟုတ်တာချမ်းသာဟုတ်တာကိုဝေဖန်နိုင်တယ်ဒါချမ်းသာလားမချမ်းသာလားဆိုတော့ရှုကြည့်မှဝေဖန်နိုင်တယ်မရှိဘဲနဲ့ဝေဖန်နိုင်မှာမဝေဖန်နိုင်ဘူးဆိုတာသိကြပါလားကဲဒါဖြင့်ခင်ဗျားတို့ရှေးကစာလေးတွေကြက်ပြီးဒီကလာထားကြတော့ဘုရားရှိခိုးပြီးရင်ဒါလေးကတဲအဆက်ကထည့်ကျင်တာဟုတ်ဗျဆူတော်ရှိကလေးကတဲထည့်ကျင်တယ်မထည့်ကျင်ကြဘူးလားအဲ့ဒါထည့်ကြည့်စမ်းပါတဲ့ကနှုတ်တယ်လို့ထည့်ကြည့်ရင်ဝိပဿနာအပားမဝသေးလို့မှားနှုတ်တယ်လို့ထည့်ဝိပဿနာအပားမဝသေးလို့ခင်ဗျားတို့ကဒီဥစ္စာသွန်းတော်ဘွယ်ကံပြီးဖျောင်းနိုင်ကမှလာတာနော်ဒီတိုင်းမလာပါဘူးဒီတိုင်းမလာပါဘူးသွန်းတော်ဘွယ်တို့ဖျောင်းနိုင်တော့ကံပြီးဒီကလာဖြည့်ကြီးကျအကုန်ခံပြီးဒီကလာကျဲကျိုးတို့ခြေကုန်းတို့လို့ပေါ့ဗျာအောက်ကလည်းမာမြတ်မှုဒီလိုမှန်းလေးတောင်တို့လို့ကြမှာဟေးအလကားတော်ဖြစ်စင်းတဲ့ဈေးတွေကုန်းတောင်းမြစုအောက်မလေးတွေအာရမတွေဘာတွေများတောင်းပါလိမ့်မလို့ဆိုတော့လူချမ်းသာနတ်ချမ်းသာမြမချမ်းသာဒါတွေကဝေဒနာခန္ဓာမှာဟုတ်ပါရဲ့ဝေဒနာခန္ဓာဟူသည်ဘာသစ္စာဒါဖြင့်သူတို့ဒီဈေးကုန်းခံပြီးဒုက္ခတောင်းဘယ်နဲ့ဆိုကြဈေးကုန်းခံပြီးဒုက္ခတောင်းလို့ရှိရင်အိမ်မှာပဲရပါတယ်လို့ပြောလိုက်ပါလားအိမ်မှာလည်းဒီဒုက္ခသစ္စာမရနိုင်ဘူးလားအိမ်လည်းဒီဝေဒနာလေးတွေကဒုက္ခပေါ်တယ်ပြီးတော့ပြတ်တာဒုက္ခပေါ်ရှားတာပဲဟိုမှာလဲဘာပြောလဲနတ်ပြည်သွားပြီးဒီကလည်းဒီဒုက္ခသစ္စာကြီးကိုလူကျင်ရတဲ့လုံးလို့တခါကြော်မွေးဖို့မလိုဘူးလားအဲ့ဒါကဝိပဿနာအပားမဝသေးတဲ့ပုဂ္ဂိုလ်ကြီးဖြစ်စဉ်ရှင်းမလားဝိပဿနာပါမောဟတယ်လို့ရှိရင်ဖြင့်အမှောင်တွေကလာ၍သူ့ဘယ်နဲ့အမှောင်တွေကသွား
သဘောကျဒီကောင်လေးတွေမွေးတော့မျက်လုံးပါသလားလို့မေးဒီကောင်လေးတွေဒီသူများပြတ်တဲ့သေတော့ဘောတရားဓမ္မတော့မျက်လုံးရှိလို့သေရတာလားသွားမိသွားရသွားလို့သူများပြတ်ထက်သေရချတာဒါပြန်မှောင်နေရလာလို့မှောင်နေသေရချဒီမှာလည်းခင်ဗျားတို့ဝိပဿနာမပါလို့ရှိရင်အမှောင်နေရလားအမှောင်နေသွားအောင်ပါပဲသဘောပါအမှန်တန်ကြောက်เสียကောင်းပါလားတရားဓမ္မတို့ဒီချိန်လေးမှာဥပါဝင်လို့မိရင်မိနော်မိချိန်တော့မရှိတော့ဘူးဒီချိန်လေးပဲဒီဆရာကောင်းကအမှန်ကံပြင်ပေးနေတော့မှနမောလူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာနှိမ့်ဆက်တာနဲ့ဒုက္ခဆင်းရောက်ချီသေးရဲ့ဆိုလိုက်မဆိုလိုက်ကောင်းပြီဒါဖြင့်ဗျာနိဗ္ဗာန်မှာမိစัจ जा ဘယ်နဲ့လုံးအိုစัจ जा မရှိအောင်လုပ်လိုက်ရိပ်မိဗလားနိဗ္ဗာန်မြတ်မိစัจ जा တို့ဓမ္မတွေကတဏှာကံနဲ့ထွက်လာအောင်မှာနိဗ္ဗာန်မြတ်မိစัจ जा မြတ်ဘယ်နဲ့များဖြစ်နေမလို့ဟာစัจ जा မရှိအောင်လုပ်လိုက်အလွယ်လေးသဘောကျဘယ်နဲ့မှတ်မလဲစัจ जा မရှိအောင်လုပ်ဆိုတော့ဓမ္မတို့ဒီမှာမဂ္ဂဗြဟ္မစရိယာကျင့်တဲ့ဝိညာဉ်နာယုတ်သလနာဖတ်တဝေဒနာရှုလိုက်တဲ့အခါကျတော့ကိုဒီဘက်မှာဇာတိစရာမရဏလာသေးရဲ့မှန်တော့အဲ့ဒါနိဗ္ဗာန်မရရင်ဒါတွေလာမှာအဲ့ဒါမှစัจ जा သဘောကျနိဗ္ဗာန်မရရင်ဇာတိစရာမရဏမလာဘူးလားအဲ့ဒါဘာဆိုကြမလဲစัจ जा ဆိုရမယ်ရအောင်လုပ်လိုက်တော့စัจ जा ရှိသေးရဲ့စัจ जा တော့သူတို့ကကြောက်တယ်စัจ जा မရှိအောင်လုပ်ပြီးတော့မသိဘူးဆိုရင်ဘယ်တတ်ခင်ပါရိပ်မိမလားဘုန်းကြီးကကတတပြောနေတာလေတခါကျွဲကဆိုရင်သေးလားမဆိုနဲ့ခင်ဗျားတို့ကလျှော့တော်နဲ့တခါတက်တော့ကလျှော့တော်နိဗ္ဗာန်မမီစัจ जा ဘယ်နဲ့များဖြစ်နေကြည့်မလို့အိုးလောက်ဖြစ်မလောက်တဲ့ဘူးစัจ जा ကြောက်တာကစောနေတယ်မဆိုနိုင်ဘူးလားကဲလောက်ပါလို့ဆိုလို့ရှိရင်နိဗ္ဗာန်မမီစัจ जा ပေါ်ကုန်မပေါ်ဘူးတခါကျွဲရိပ်မိအဲ့ဒါကအခုဘုန်းကြီးရှိမှဒီနိဗ္ဗာန်မြတ်မိစัจ जा ကိုခင်တွယ်တဲ့တဏှာမလာသေးဘူးအိမ်မှာငခုပေါ်လက်တင်စဉ်းစားတော့ငါကတော့အလုတ်ကလည်းဖြည်းဖြည်းလုပ်နေတာဒီကြမလာပါဗျရင်းပြီလားအိမ်ကြလာတော့ငါကလည်းအလုတ်ကတပြင်းလောကီလုတ်တွေကအများကြီးဒီဆရာဘုန်းကြီးပြောတဲ့အလုတ်ကတော့ကျိုးချက်အဲ့ဒါဒီစัจ जा တွေကမထက်တော်မထင်ပါဘူးလို့ခင်ဗျားတို့တဏ္ဍာမှာဒီဒိဋ္ဌိတဏှာကကြားဝင်ထိုးသဘောကျဘယ်သူကကြားထိုးတော့ဒိဋ္ဌိတဏှာကြားဝင်ထိုးတော့ကိုခင်ဗျားတို့မတ်မတန်လို့ဆိုတာပေါ်ဘယ်လိုပေါ်လာလဲမတ်မတန်လို့ပေါ်လာတယ်တော့ဘုန်းကြီးမတတ်နိုင်ဘူးမတ်တန်တန်သာလုံးလိုက်မယ်ဆိုလို့ရှိရင်ဖြင့်သာဝကပါရမီညာမှာနှစ်ချက်တည်းမှတ်တော့ဒီဘဝမက်ဖို့ရကျင်တဲ့ပုဂ္ဂိုလ်ကြီးညာမှာပေတကောပရိသကလာတယ်နော်သစ္စာတရားဟောတတ်တဲ့ဆရာသမားရှိမှနားပါတယ်သစ္စာဖြစ်ပျက်ကိုဒုက္ခသစ္စာလို့မြင်အောင်အထုတ်ပါတဲ့ဒီနှစ်ချက်ညီလို့ရှိရင်ဖြင့်တဲ့မင်းတို့ဘာပါရမီမှမလုပ်နှစ်တေလာတွေငါဖျားမဟုတ်ဒီနှစ်ချက်မြင်ပြီးတာပဲသစ္စာတရားကိုနာဟုတ်သစ္စာတရားကြီးကိုအထုတ်မှုဆိုတော့ဖြစ်ပြမြင်သစ္စာမြင်တာပဲဖြစ်ပြဘာသစ္စာလဲဒါသစ္စာမြင်နေတာပဲသဘောကျအဲ့တော့စัจ जा လို့သေးလားဒါဖြင့်တခါကျအိမ်ကြတော့ကိလေသာဝိဇ္ဇာနဲ့တဏှာကတရားဟောရင်မယုံနဲ့တော့ဒီမှာတော့မဟုတ်ဘူးလူတွေမို့တခါလဲနိဗ္ဗာန်မြတ်မိစัจ जा အလကားပြောတဲ့စကားဒီကြတော့ဆရာဘုန်းကြီးရှင်မို့အများတည်းမို့ခင်ဗျားတို့ကတခါလဲသဘောကိုမြုံပြန်ပြန်သွားမယ်ပြန်မဘူးလားအိမ်ကြတာတခုပေါ်စဉ်လက်တင်စဉ်းစားတဲ့ခါကျတော့ตาလေးကြည့်လိုက်သမီးလေးကြည့်လိုက်ပစ္စည်းလေးကြည့်လိုက်အလောက်ကဒီပစ္စည်းလုပ်တွေကများကိုဘက်ကပြမစရိယာကျင့်ကနေအဲ့တော့တဘွားတိုင်းကဟုတ်မဟုတ်ပါမလားဟမ်လာပြီတဘွားတိုင်းကဟုတ်မဟုတ်ပါမလားမလားပဲဘူးလားဟုတ်မဟုတ်ပါမလားဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ဝိသိကိစ္စဝင်လာမဝင်သေးဘူးလားတဘွားတိုင်းကဟုတ်မဟုတ်ပါမလားမဲ့ဆိုတာကဒကာဓမ္မတို့ဟုတ်မဟုတ်ပါမလားလို့ဘယ်တော့မှမတွေးနဲ့မဲ့ဆိုတာဧကစေတငဏိကတစ်ချိန်ပေါ်လို့ရှိရင်အကုန်တခါတည်းကိလေသာဖူသွေးသူနဲ့ဆိုင်ရာဒိဋ္ဌိဝိသေသသီလပရပရမတ္တပယ်လေးပါးရောက်စေတဲ့လောဘဒေါသအကုန်မှနည်းနည်းမှမကြံတော့တစ်ချိန်ပေါ်ရင်ပြီးတာဟုတ်မဟုတ်ပါမလားလို့ခင်ဗျားတို့လာကိုမလာနဲ့တစ်ချိန်ပေါ်ရင်ကိစ္စပြီးတခါကျွဲ
ရိပ်မိလားမက်ကဧကစိတ်တက္ကနိကတဲ့တခုသောစိတ်တက္ကနာလေးဖြစ်လိုက်လို့မက်တစ်ချိန်နဲ့ဖြစ်လို့ရှိရင်ဖြင့်ခင်ဗျားတို့စိုးရိမ်တာတွေကုန်ပြောက်တာပဲသဘောပါလားဒါပြန်တော့တော့မှန်တဲ့မက်ကိုခင်ဗျားတို့ကသူကလာတော့ထက်တော့ထက်ပါရဲ့ထက်ပင်တင်ရတယ်ကိုကမရသေးတော့ခက်တယ်ခင်ဗျားတို့အိမ်ကြလာကြလားအောင်မလာပဲဘူးလားအဲ့ဒါတော့မတတ်နိုင်ဘူးတရားဓမ္မတို့ရနိုင်တဲ့နည်းကသစ္စာတရားဟောရတဲ့ဆရာလည်းခင်ဗျားတို့တွေ့ပါပြီမတွေ့သေးဘူးလားရှင်း၅ပါးဘာသစ္စာလဲအထုတ်ကြည့်ရလဲခင်ဗျားတို့ဒါတွေကဖြစ်ပြမှတော့ဘာရှိသေးလဲဝေဒနာကြည့်ကြတယ်ဖြစ်ပြစိတ်ကြည့်လိုက်ရုပ်ကြည့်လိုက်ဘာသစ္စာတွေတွေ့ဒါဖြင့်ခင်ဗျားတို့သစ္စာတရားလဲဆရာဘုန်းကြီးကဟောပြီအာထုတော့လဲသစ္စာမြင်ပြီသစ္စာမြင်တာမဲ့ပဲသစ္စာမြင်တာပါပါလေဒါနဲ့စัจ जा ကကြာမြင်သေးဒါဖြင့်ဒီစัจ जा ဟာခင်ဗျားတို့လုပ်တဲ့စัจ जा ခင်ဗျားတို့ဒီစัจ जा ကြီးကိုမရှိစေခြင်းလို့ရှင်လည်းရတာပဲတခါကျရင်ဒီစัจ जा ကိုယ့်ဘောမှာမိတယ်နော်ကိုယ်ကစัจ जा ရှိစေခြင်းလည်းစัจ जा မရှိစေခြင်းလည်းလုံလောက်ပလားစัจ जा မရှိစေခြင်းလည်းရှင်သစ္စာတရားကိုနာသစ္စာမြင်အောင်အထုတ်ဒါစัจ जा ရှိတယ်ကဲဒါဖြင့်အိမ်ကြမှာလင်းနေမရဖြစ်စေမောင်းနဲ့နှမဖြစ်စေတိုင်ပင်ပြီးဒီကလာဘုန်းကြီးပြောတာမှန်ပါရဲ့ဆိုတော့မစနဲ့မှန်ပါရဲ့ဆိုရင်မှားသွားတော့မလို့ရိပ်မိလားမှန်ပါရဲ့ဆိုရင်တကယ်ကြောပဲသွားမှဖြစ်နေမှားသွားမလို့စကားခင်းတာစကားကဘုန်းကြီးပြောတာကတော့ဘုန်းကြီးပြောတာတို့ကလူနေနေတာလာပြီဘယ်ကစလာလျှော့တာစလာဘုန်းကြီးကဘုန်းကြီးပြောတာလူကလူနေနေတာဆိုတော့ဘုန်းကြီးလိုတော့ဟုတ်သားပေါ့စကားအောက်ကြီးရှင်းစကားအပယ်လေးပဲရှင်းသွားတယ်စကားကြောပဲရှင်းတယ်အပယ်လေးပဲရှင်းအဲ့ဒါနှုတ်ကကိုမထွက်လိမ့်နဲ့အသားကိုကအပယ်ခံထွက်နေဖြစ်ဖို့ရမလွယ်ဘူးမလွယ်သေးဘူးဆိုလို့ရှိရင်ဖြင့်တကယ်ကြီးမလွယ်သေးရင်ဖြင့်လွယ်ရသွားပြီတော့ဟုတ်ဘူးလားလွယ်ရတော့ဒီတိုင်းနေသွားတာပဲသူကဒီတိုင်းနေပဲသွားတာပဲဆိုရင်ညင်းနေဖို့လိုသေးလားအဲ့ဒီမလွယ်သေးဘူးဆိုတဲ့စကားကိုတကယ်ကျွဲတို့တကယ်သစ်တို့မသုံးနဲ့မလွယ်သေးဘူးဆိုလို့ရှိရင်ဒီဟာမလွယ်ဘူးဆိုရင်ဟိုဟာလွယ်တယ်ဆိုတဲ့အိဗယ်ရောက်သွားပြီမရောက်သေးဘူးလားအဲ့ဒါကြောင့်ကိုယ်စကားကိုလည်းကိုယ်ဆင်ញံပါဦးငါစကားကငါပယ်သွားတဲ့စကားလားငါကိုလွတ်အောင်ယုံတဲ့စကားလားလို့ကိုယ့်ကိုယ်တွေးလိုက်တဲ့အခါကျတော့ဘုန်းကြီးပြောတာတို့ကမလွယ်ဘူးဆိုရင်ဖြင့်ဘယ်ပြောတာခင်ဗျားတို့လွယ်ရသွားမှပြောတာလွယ်ရသွားမှဆိုတဲ့ဥစ္စာတော့တကယ်ကြီးဒီဥစ္စာကလမ်းကလည်းဖုံပြန်လာနေကြနေရလည်းဖြစ်ပြန်ဆိုတော့လမ်းကလည်းသိပြီးသားဖြစ်နေတော့ဒါအမှန်ရှော့ချလိုက်တယ်လို့ဖြစ်သွားတယ်မဖြစ်ပေဘူးလားအမှန်မနာပဲဘူးလားကောင်းပြီတဲ့ဘုရားခင်ကိုရမေကြီးကခင်ဗျားတို့စမ်းပြီလို့ပြောပါတယ်လူပြေကကွာတဲ့နတ်ပြေကဖြစ်စီသိမ့်တရားသေးပါတယောက်လူပြည့်နတ်ပြည်ပြန်ရောက်ဖို့ငါဘုရားသဗ္ဗညဉာဏ်တော်နဲ့ကြည့်တာမြင်ကုန်မြင်တယောက်ကြသွားတသိန်းကြသွားတယ်တယောက်ပြန်တက်တာမြင်ဘူးတဲ့ကဲဘုရားဉာဏ်နဲ့ငါတဲ့ဒီလိုငါသဗ္ဗညဉာဏ်ရတဲ့နေ့ကစပြီးတဲ့အိမ်တိမ်မှာနှစ်ပေါက်ရှိတယ်ငါအလယ်ကထိုင်ကြည့်နေတဲ့ပုဂ္ဂိုလ်နဲ့တဲတူနေတယ်အိမ်တိမ်မှာနှစ်ပေါက်ရှိတယ်ဟိုရင်ကဆင်းသွားတယ်လေငါသိတာပဲဒီပြောင်းဝင်တယ်လေငါသိတာပဲငါလည်းထိုင်နေတာကိုတဲ့အိမ်ပေါင်းတစ်ခုကမြန်ရှင်းဆိုင်နေတယ်သူကလည်းထိုင်ကြည့်တော့ဝင်တယ်လေသိတယ်ထွက်တယ်လို့ပေါ့အဲ့ဒီလိုကြည့်လိုက်တာကွာတဲ့သိန်း100လောက်တော့တယောက်ပြန်မလာဘူးအပိရှင်းတာပဲသဘောကျအဲ့ဒါတကယ်ကျွဲတော့တကယ်သိလို့သုံးမြဲချတဲ့အသွားတယ်တရားကတော့ဟုတ်ပါတို့ကမလွယ်ဘူးဒီလိုချတာပဲတရားကတော့ဘာလို့တို့ကတန်းလွယ်ရသွားရိပ်မိဗလားလွယ်ရနဲ့သွားကြံသေးလားကဲဒါဖြင့်ဒကာဓမ္မတို့မက္ခဗြဟ္မစရိယချင်းကျင့်ကြပါစို့ဆိုတဲ့အဓိပ္ပာယ်ကိုရှင်းလားကဲမက္ခဗြဟ္မစရိယချင်းဆိုတဲ့ဥစ္စာမက္ခကနိဗ္ဗာန်သွားတဲ့ခရီးမှန်ဗြဟ္မစရိယကအကျင့်နိဗ္ဗာန်သွားတဲ့အကျင့်မှန်ကိုဆိုတာခရီးမှန်ကိုဆိုတာမက္ခကရာကခရီးဟောဗြဟ္မစရိယကအကျင့်နိဗ္ဗာန်သွားတဲ့လမ်းခရီးအကျင့်ကိုကျင့်ဒီတကားလားခင်ဗျားတို့ဒိဋ္ဌိများပြတယ်လို့ပေါ့ဗျာဒီလိုလုပ်ပါလို့ဆိုတာရိပ်မကြလားဒါဖြင့်ဓမ္မတို့ဝိပဿနာရှုနည်းကိုပြတာမှာဝိညာဏယောသလာနာဖတ်တဝေဒနာ
ယခုပေါ်တဲ့ဝိညာဉ်ရေးကြည့်တယ်ယခုပေါ်တဲ့နာယုတ်ယခုပေါ်တဲ့သလယနာယခုပေါ်တဲ့ဖသယခုပေါ်တဲ့ဝေဒနာအဲ့ဒီရှေ့ပိုင်းက၅ပါးမှာယခုပေါ်တာကလေဩအရှုခံရမှာလေဝိညာဉ်နာယုတ်သလယနာဖသဝေဒနာပါလားရှုတဲ့သဘောကလေသမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါယမသမာတတိသမာသမာဓိပါလားတပည့်ကြအရှုခံကဝိညာဉ်နာယုတ်သလယနာဖသဝေဒနာရှုတဲ့သဘောကသမာဓိဋ္ဌိသမာသင်္ကပ္ပသမာဝါယမသမာတတိသမာသမာဓိဟုတ်လားသဘောကျရှုတာကလည်းတရားဓမ္မတို့နန္ဒမပဲအရှုခန္ဓာကတော့ဖြင့်နန္ဒမလည်းပါတယ်ယုတ်ဓမ္မလည်းပါတယ်ကောင်းပြီရှုတာကဘာပါလိမ့်နန္ဒမနံ၅ပါးပေါ့ဗျာပုဂ္ဂိုလ်တ attva ကရှုတာဟုတ်သေးရဲ့လားအဘယ်တကရှုတဲ့အရှုခံမဲ့တရားကလည်းပုဂ္ဂိုလ်ယောက်ျားတွေရှုရမှာလားမိန်းမတွေရှုရမှာလားဆိုတော့ဝိညာဉ်နာယုတ်သလနာဖသဝေဒနာရှုရအစောကြီးရတာတက္ကရာကြီးခွာနေတယ်လို့မှတ်လိုက်စမ်းပါဘာခွာနေတာလဲရှုတဲ့ဓမ္မကလည်းမက္ကင်၅ပါးနာလားယုတ်လားနာအရှုခံရမယ့်ဥစ္စာကလည်းဝိညာဉ်နာယုတ်သလနာဖသဝေဒနာဆိုတော့ယောက်ျားမိန်းမပါသေးဒါဖြင့်ဓမ္မတစ်ခုကဓမ္မတစ်ခုရှုနေတယ်ဓမ္မတစ်ခုကဒီလိုဆိုလို့ရှိရင်ဖြင့်တရားဓမ္မတွေရှုတဲ့အတ္တကလေးကြီးကွာပြီမကွာသေးဘူးလားရှုတဲ့ကဘယ်နဲ့နေလဲတက္ကရာကြီးကွာပြီဆိုတာသဘောကျကောင်းပြီဒါဖြင့်တရားဓမ္မတွေရှုကြပါစို့တဲ့ဝိညာဉ်နာယုတ်သလနာဖသဝေဒနာခုဘုန်းကြီးကပြောလိုက်နော်ပေါင်းလိုက်ဝိညာဉ်ဆိုတာကစိတ်နာငါစေသိဟုတ်လားအနာယုတ်ကဝိညာဉ်နဲ့ပတ်သက်တဲ့သက္ကသကုသောတာကနာဒီဝကာသကုပ္ပတာရယုတ်ပေါင်းလိုက်တဲ့အခါကျတော့ဝိညာဉ်နာယုတ်သလနာဖသဝေဒနာခန္ဓာပေါင်းရင်ခန္ဓာ၅ပါးသဘောကျကောင်းပြီလားဖြင့်ဒီ၅ပါးကိုရှုရတော့ခန္ဓာကိုရှုတာလားဝိညာဉ်နာယုတ်သလနာဖသဝေဒနာရှုတာလားလို့မဲလို့ရှိရင်ခန္ဓာကိုရှုတယ်ဆိုတော့ဟုတ်တာပဲဝိညာဉ်နာယုတ်သလနာဖသဝေဒနာရှုတယ်ဆိုတော့ဒါဖြင့်ဘယ်အချိန်ပေါ်တာရှုရမှာတော့လို့မဲတော့အခုဝိညာဉ်ပေါ်ရင်အခုရှုပါသဘောကျအခုဖသပေါ်ရင်အခုဝေဒနာပေါ်ရင်ဒါဖြင့်တရားဓမ္မတို့ပရိစ္ဆေသမုပ္ပါပင်ဆို냐တော့ဟိုးပရိစ္ဆေတွေတုန်းကကိုမသိတာလမ်းရှုရမှာလားအခုပေါ်နေတဲ့ကိုပရိစ္ဆေသမုပ္ပါကိုမက်ခင်နဲ့ရှုရမှာလားဒါဖြင့်ကိုယ်တဏ္ဍာပေါ်တဲ့ပရိစ္ဆေသမုပ္ပါ၅မျိုးကိုယ်တဏ္ဍာမှာယခုဆရာပေးထားတဲ့မက်ခင်နဲ့ရှုပေးဆိုတော့ပုဂ္ဂိုလ်တ attva ပါသေးလားရှင်းရပါလားကောင်းပြီလို့ရှုရတော့တတိပဌာန်နဲ့သိပြီးကြိုက်သွားတယ်တဲ့ဘယ်လိုကြိုက်သွားကြုံဆိုလို့ဒကာဓမ္မတို့ဓမ္မတစ်ခုကဓမ္မတစ်ခုရှုတာသာရှိတော့တယ်ပုဂ္ဂိုလ်တ attva ပါသေးလားအတ္တိဓမ္မာတိဝပဏ္ဏတာကိုဓမ္မတွေပဲရှိတယ်တဲ့တတိပိစုပရိဒါဟောတဲ့ဓမ္မတွေကဓမ္မတွေရှုနေတာပဲဆိုတာကိုခင်ဗျားတို့ညာရောက်လာပါပြီအဲ့ဒါတတိပဌာန်ရဘူးတဲ့ပုဂ္ဂိုလ်အတ္တိဓမ္မာတိဝပဏ္ဏတာတတိပိစုပရိဒါဟောဒီရာဟောတို့ကညာနမတ္တရလို့မလာဘူးလားဓမ္မအတေကိုဓမ္မကရှုနေတာကိုရှေးဓမ္မကိုနောက်ဓမ္မကရှုသဘောကျလားရှေးဓမ္မကိုရှေးဓမ္မကိုနောက်ဓမ္မရှုတယ်ဆိုတဲ့ကဩဒီလိုသိထားတော့ဒကာဓမ္မတို့တက္ကရာဒိဋ္ဌိဟာတခါတည်းသင်ညာနဲ့ပြုတ်နေပါပြီပြုတ်သေးဘူးလားအဲ့ဒါကြောင့်တက္ကရာဒိဋ္ဌိရှေ့ပိုင်းကဖြုတ်ပြီးတခါလားလူလိမ္မာဖြစ်အောင်လုပ်တဲ့ဒီမှာတက္ကရာဒိဋ္ဌိရှေ့ပိုင်းကဖြုတ်တာလူလိမ္မာအစလို့မှတ်ပေးတယ်ကိုရှုအောင်မယ်လို့မလုပ်ပါနဲ့ကိုရှုအောင်မယ်ဆိုလို့ရှိရင်ဝိညာဉ်နာယုတ်သလနာဖတ်တာကလည်းကိုဖြစ်သွားမယ်မဲ့ခင်၅ပါးလည်းကိုကရှုတယ်လို့အိဗယ်ရောက်ဒါဖြင့်ကိုရှုရမှာလားတဲ့ဝိညာဉ်နာယုတ်သလနာဖတ်တာဝေဒနာကိုမဲ့ခင်နဲ့ရှုရမှာလားသဘောပါလားဒါကြောင့်တတိပဌာန်နဲ့ယနေ့ရှင်းပေးတော့မှအဋ္ဌိဓမ္မာတိဝပဏ္ဏတဓမ္မသာရှိပါလားဆိုတာပေါ်လာရှင်းပြီနော်ဒါရင်ဒါဖြင့်ပိစုပန်တဲ့ရှုပါပိစုပန်တဲ့ရှုပါလို့ဆို냐တော့လေသုတ္တနာမယခုပေါ်တဲ့ကဲဒကာဓမ္မတွေကမြင်တတ်တဲ့စိတ်ကလေးမြင်ပြီဆိုပါတော့ဗျာမြင်လို့ရှိရင်ဖြင့်နာမခန္ဓာနဲ့တွဲမနေဘူးလားတွဲတော့ဝိညာဉ်နဲ့နာနဲ့တွဲပြီဒီဝိညာဉ်နဲ့တွဲတော့
ဒီမြင်တဲ့စိတ်ကလေးကမျက်လုံးရုပ်ပေါ်မှာမပေါ်ရင်ဘယ်မှာသွားပေါ်မျက်လုံးရုပ်ပေါ်ပဲပေါ်ရမှာဒါဖြင့်ဝိညာဉ်နဲ့နာယဝတွဲပေါ်သဘောကျဝိညာဉ်နဲ့နာယဝတွဲပေါ်ဆိုတော့သောလာယရဏဆိုတာဒီဓမ္မတို့သက္ကန္တသောတာနာကာဏဇေဝနာကာယရဏမနာယရဏလို့မရှိလားရှိတော့မနာယရဏဆိုတဲ့စိတ်တော့ဒီဝိညာဉ်ပေါ်မှာသွားချတ်သဘောကျအဲ့တော့ဘာသာဝေဒနာဆိုတော့သူတို့နဲ့တွဲရခြင်းမနေဘူးလားဒါဖြင့်ခန္ဓာ၅ပါးပဲပြန်ရသဘောကျဒါဖြင့်ဒကာဓမ္မတို့မြင်တဲ့စိတ်ကလေးတစ်ခုကိုရှုလိုက်မြင်တဲ့စိတ်ကလေးမြင်တယ်ဆိုရင်မြင်တဲ့စိတ်ကလေးဟာဒီကနေပြီးဒီကလာမဂ္ဂင်၅ပါးနဲ့ရှုလိုက်ရှုလိုက်တဲ့အခါကျတော့မြင်တဲ့စိတ်ကလေးဟာဖြစ်ပြီးပြတ်တာပဲဖြစ်ပြီးပြတ်တော့ရှုလိုက်တယ်လေးကမဖြစ်ဘူးဒါဖြင့်မြင်တယ်ဆိုမြင်စိတ်ကဖြစ်ပြရှုတာကဒါဖြင့်ဒကာဓမ္မတို့ဒီမှာဒကာဓမ္မတို့ဗြဟ္မစရိယမဂ္ဂအကျင့်ဆိုတာဟုတ်ပါရဲ့ဗြဟ္မနော်မဂ္ဂကနိဗ္ဗာန်သွားတဲ့ခရီးတဲ့နိဗ္ဗာန်သွားတဲ့ခရီးမဂ္ဂင်ဝန်းထဲရောက်လာကောင်းပြီဒါဖြင့်ဘယ်ဝိညာဉ်နာရင်ကြားတဲ့ဝိညာဉ်စိတ်ကလေးပေါ်ရင်လည်းဘာလို့ကြနှာခေါင်းနဲ့ကြားတဲ့ဝိညာဉ်နှာခေါင်းနဲ့နာတဲ့ဝိညာဉ်လေးပေါ်ရင်နာစိတ်ကလေးပေါ်ပြခမည်းတော်နားလဲတာဖြစ်ဖြစ်ရှုကျင်တာရှုတပါးရှု၅ပါးပါသွားတာသဘောကျကဲတခါသွားလိုက်ပါဦးနဲ့လျှာပေါ်စားစိတ်ကလေးပေါ်လာတော့ဝိညာဉ်မဟုတ်လားသိဝဝိညာဉ်ပါပဲအဲ့ဒါလေးလျှာပေါ်မှန်းပြီးရှုလိုက်ရဘာတွေ့မှတင်ဖြစ်ဖြစ်တွေ့တာကမဖြစ်မှာကိုယ်ပေါ်မှာရတဲ့ရတဲ့စိတ်ကလေးကောင်းတဲ့စိတ်ကလေးရှုလိုက်ပြန်လားကားဝိညာဉ်ပဲအဲ့ဒါလေးရှုလိုက်ပြန်လားအဲ့ဒါကဖြစ်ပြရှုတဲ့ဉာဏ်ကဒီလိုကြီးမနေဘူးလားကောင်းပြီဝန်းထဲကကြံတွေးတဲ့စိတ်ကလေးရှုစိတ်ဝိညာဉ်ရှုလိုက်တာကြံတွေးပြီးကြံတွေးတဲ့စိတ်ကလေးဟာရှိမရှိတွေးသားကြံတွေးပြီးရှိသေးရဲ့တွေးလိုက်လာရင်မရှိပါဘူးအဲ့တော့မရှိတာတွေကအိဋ္ဌဟုတ်တော်ဘာဝထေနအိဋ္ဌံဆိုတယ်မရှိတာအိဋ္ဌသိတာကဘာဖြစ်မက်ကဖြစ်နေတော့စိတ်တစ်ခုရှိရင်ခန္ဓာ၅ပါးပါဝေဒနာတစ်ခုရှိရင်လားဘာကြောင့်ပါရတုံးလို့မဲတဲ့အခါကျတော့ဒကာဓမ္မတို့ရေယူခဲ့လို့ဆိုလို့ရှိရင်ဖြင့်ရေးကြည့်ယူလို့မရတော့အိုးတွေကတော့ပါခဲ့ရမှာဖွက်ကတော့ပါရရေယူခဲ့ပါဆိုတော့ရေးကြည့်ဘယ်သူမှမမြင်နိုင်ဘူးဖွက်တော့ပါရမှာမဟုတ်လားဒီမှာလည်းစိတ်ရှိပါဆိုစိတ်စီရရုပ်ပါတာပဲဝေဒနာရှိပါဆိုဝေဒနာဣတိယရုပ်တရားဟောအကုန်ပါပြီးဒီကရနေတော့ဒါတွေကတစ်ခုရှိကုန်ပါတာပဲလို့ဆိုတာသဘောကျကောင်းပြီဒါဖြင့်သတိပဋ္ဌာန်၄ပါးတစ်ပါးရှိအကုန်ပါတယ်ဆိုတာရှင်းတတ်ပါတော့ဒါဖြင့်မဂ္ဂဗြဟ္မစရိယကျင့်သိကြပါလားသိကြတော့ဒီဥစ္စာမဂ္ဂဗြဟ္မစရိယကျင့်လိုက်တော့လူမိုက်တွေကလို့ဆိုလို့ရှိရင်ဖြင့်မဂ္ဂဗြဟ္မစရိယကျင့်မကျင့်မကျင်တော့ကြောင့်အမှောင်တွေကလာပြီးအမှောင်ဝိဇ္ဇာသင်္ခါရနဲ့ပဲမသွားဘူးလားအဝိဇ္ဇာသင်္ခါရချုပ်သေးရဲ့လူမိုက်ကအမှောင်ကလာရင်ဒီပုဂ္ဂိုလ်ကတော့အမှောင်တွေကလာပြီးအလင်းဆိုတဲ့မဉ္ဇဉ်ကြီးပေါ်လာဒါကြောင့်အာလောကောဥဒ္ဒပါတိဓမ္မစကြာကဘယ်နဲ့ဆိုတော့အာလောကောမဉ္ဇဉ်ကြီးတော်လင်းဒီဥဒ္ဒပါတိသင်္ရှားဖြစ်ပေါ်လာ၏ဘုပုဂ္ဂိုလ်ကတော့အဝိဇ္ဇာဥဒ္ဒပါတိသွားဖြစ်သဘောကျကောင်းပြီသူကအာလောကဥဒ္ဒဘာရိဆိုတာပေါင်တွေကလာပြီသူဘာဖြစ်ပါလိမ့်အလင်းနဲ့သွားတယ်ဆိုတာရှင်း납ဗလားတရားပါလိမ့်မလဲလို့မေးတဲ့အခါကျတော့ဒကာဓမ္မတွေလူမိုင်းနဲ့လူလိမ္မာခွဲတဲ့တရားဆိုတာဟုတ်တာခွဲခြင်းလို့ရှိရင်လူမိုင်းနဲ့လူလိမ္မာတရားကိုနားလည်ုံနဲ့မဖြစ်သေးဘူးလူမိုက်နဲ့လူလိမ္မာဒီလိုထူးခြားတဲ့သိုံနဲ့အလုံးမပါသေးလို့ရှိရင်ဖြင့်လူမိုက်နဲ့လူလိမ္မာကိုသိတဲ့လူတယောက်သာဆိုရမယ်လူမိုက်ကလူလိမ္မာဖြစ်သွားတဲ့ပုဂ္ဂိုလ်တယောက်လို့မဆိုနဲ့ဒါသတိထားပါဘူးပြောတဲ့ခါလူမိုက်နဲ့လူလိမ္မာကိုသိတဲ့ပုဂ္ဂိုလ်တယောက်ဆိုတာဒီသူလူလိမ္မာဖြစ်ပလားလူမိုက်ကလူလိမ္မာဖြစ်သွားပြီဆိုတာမှသာလဲကျွတ်တို့ဖို့တန်တဲ့စကားတစ်ခုလည်းဖြစ်အလုပ်တစ်ခုလည်းပေါ်လာတယ်ရှင်းမလားဒါဖြင့်ဘုရားခင်ကိုရမေကြီးကလူမိုက်နဲ့လူလိမ္မာဘာထူးတုံးဆိုတာသမုဒိသစ္စာနေရာနေဟောတာပရမတ္ထသစ္စာနေရာနေဟောတဲ့ကိုဗြဟ္မစရိယကျမဲ့ခင်၅ပါးပေါ်တာနဲ့မပေါ်တာထူးတယ်ကွာတပည့်ကြဘာထူးတော့ကောင်းပြီဒါဖြင့်မဲ့ခင်၅ပါးပေါ်လာတဲ့အခါကျလို့ရှိရင်ဒါလူလိမ္မာပဲကြည့်ပါဒိဋ္ဌံသမာဓိပါမပါဘူးလား
သမာဓိဆိုတာအမှန်ကျန်တာသမာသင်္ကပ္ပဆိုတာသမာဓိဆိုတာအမှန်မြင်တာသမာသင်္ကပ္ပကအမှန်ကျန်တာသမာဓိကအမှန်တတိထားတာသမာဓိကအမှန်ကိုပဲတည်ကြည်တာသမာဝါယမကအမှန်ကိုအားထုတ်တာဆိုတော့ဒီတဲ့အမှန်ညင်ပါဘူးအဲ့ဒါကြောင့်သမ္မာသရာရှေ့ဘိုင်းကပါတာကြီးပဲရိပ်မိဗလားဒါဖြင့်ဒီပုဂ္ဂိုလ်တွေကလည်းဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့အမှန်ကြီးအမှန်၅ချက်ပေါ်လာတာသဘောကျအမှန်၅ချက်ပေါ်လာဘူးလားကောင်းပြီဒါဖြင့်ခမည်းတော်တဏ္ဍာမှာရှိတဲ့စိတ်ဟာဘယ်လိုပဲပြောဒကာဓမ္မ6မျိုးတဲ့ဘုံမရှိဘူးမြင်စိတ်ကဲကြားစိတ်ကဲနာမ်စိတ်ကဲစားစိတ်ကဲကိုယ်စိတ်ကိုယ်ပေါ်မှာရရနဲ့ကောင်းတယ်ပေါ့ဗျာကြံစိတ်ကဲဒီပြန်ဘိုးရှိသေးတယ်အဲ့ဒီစိတ်6မျိုးကိုသာခင်ဗျားတို့ပေါ်ရလက်ရှုလိုက်လို့ရှိရင်ဖြင့်ပေါ်တဲ့စိတ်ကလည်းဖြစ်ပြရှုတဲ့မကလည်းရှုတဲ့သဘောကလည်းမဲ့ပေါ်တဲ့စိတ်ကရှုတဲ့သဘောကမဲ့ဆိုတဲ့ကဒကာဓမ္မတို့ဝိဇ္ဇာလားကောင်းပြီဒါပြန်ဝိဇ္ဇာဖြစ်တော့ဝိဇ္ဇာဥဒ္ဓဘာတိလာပြီဖြစ်သေးဘူးလားဝိဇ္ဇာဥဒ္ဓဘာတိပဲခင်ဗျားတို့ဓမ္မစကြာသမမှာအာလောကဥဒ္ဓဘာတိဆိုတာဒါထပ်ဆိုတာရိပ်မိဗလားဝိဇ္ဇာနဲ့အာလောကရှင်းပြီနော်ကောင်းပြီဒါဖြင့်ဒီနေ့တော့ဖြင့်ဒကာဓမ္မတွေဒီတရားကိုသိမ့်ကြလို့လက်ဖြင့်တရားသိဖွင့်ကြလို့နော်နိဗ္ဗာန်ရောက်ပြောတော့မယ်ဒါသတိထားပါအခုမဲခင်၅ပါးဆိုတော့၈ပါးမပြည့်သေးဘူးပြည့်ဗလား၈ပါးမပြည့်သေးလို့ရှိရင်အထင်ကောစမက္ခဏံဆိုတာမကြိုက်သေးဘူးဟုတ်လားမက္ခဏံအထင်ကောသစ်တော်ကိုမက္ခဏံခီးလမ်းပေါင်းလို့တယ်အထင်ကောအင်္ဂါ၈ပါးဖြစ်သောမက်တွေလည်းအထင်ကောအင်္ဂါ၈ပါးဖြစ်သောတရားတွေမဲ့ကောနိဗ္ဗာန်သွားကြောင်းလမ်းကောင်းရှိအခု၅ပါးတည်းရှိသဘောကျခိုင်းတာဖြင့်မဂ္ဂင်၈ပါးဖြစ်အောင်တရားဓမ္မတို့အခုဝိပဿနာမဲ့သည်ဒါဥပဒနာမဲ့ဖြစ်ပျက်ကိုယ်သာမြင်တယ်ဝိပဿနာမဲ့သည်မထဘာဥပဒနာမဲ့ဖြစ်ပျက်သာမြင်တာပဲဖြစ်ပျက်မြင်တယ်ဆိုတော့သိကြဘူးလားဒါဖြင့်ဖြစ်ပျက်မြင်တာဘာမှခေါ်ကြမလဲခိုင်းဒါဖြင့်ကြက်ရှုပေးပါတဲ့ဒီစိတ်6မျိုးကိုဒကာဓမ္မတို့မြင်စိတ်ကြားစိတ်နားစိတ်စားစိတ်ကိုယ်စိတ်ကြံစိတ်ပေါ့ဗျာစိတ်6မျိုးလှည့်ပြီးခါလာရှုတဲ့ခါကျတော့ဒီစိတ်ကလေးတွေကဒကာဓမ္မတွေတဏ္ဍာပေါ်တဲ့အသက်ကလေးတွေပဲမဆိုနိုင်ဘူးလားဒီသက်ကလေးတွေသေးသွားတာကိုမမြင်ရဘူးလားမကင်၅ပါးနဲ့မြင်တော့သူများသေးမြင်လားမိမိသေးမိမိမြင်တာကိုယ်လောင်းကိုမြင်ရတဲ့ခါကျလို့ရှင်းဖြင့်ကိုယ်လောင်းသေးနေတာတွေကိုမြင်ရတဲ့ဖြင့်ကြက်ရှုပေးပါဆိုတော့ဒီလောင်းတွေကကိုယ်ရှိမှကြီးမသာချနေတယ်လို့ဖြင့်ဘယ်လိုဆိုကြမလဲကိုယ်ရှိမှမသာချတယ်လို့ဖြင့်နေတော့ဒကာဓမ္မတို့ခொနကရှုနေတဲ့မက်ကင်ဒီပြောင်းသွားမသာရင်မြင်တာမဟုတ်မသာမုန်းဖြစ်တယ်မသာရင်မြင်တာလားမသာမုန်းတဲ့မက်ကင်လားခொနကခဏဖြစ်ပြနေတယ်ကမသာမြင်တဲ့မြင်အခုနောက်ဥစ္စာကတော့ဒီအလောင်းတွေချပါများနေလို့မုန်းတဲ့မက်ကင်ဖြစ်ဒါကြောင့်ဒီကြတဲ့နိဗ္ဗာန်ညာထိုးတဲ့ဖြစ်ပြမြင်ပါများတော့မုန်းတဲ့မက်ကင်လာဖြစ်သဘောကျဒါကြောင့်ဘုရားကဧဝမေတ္တညဓာဗုဒ္ဓသမပညာဓာတ္ထဗံယထာဗုဒ္ဓညာကစိတ်နံပါဟိဧဝံပတ္တံဘိက္ခဝိညာဏသမိမိနိဗ္ဗာန်တိတဲ့ဤကဲ့သို့မြင်မှများလာလို့ရှိရင်ဝိညာဉ်မသားတွေကိုမုန်းလာတာပဲဟေးဆိုပြီးမဂ္ဂင်၅ပါးမုန်းတဲ့ညာဖြစ်သဘောကျကြပါလားကောင်းပြီဒါဖြင့်ဒကာဓမ္မတို့မုန်းညာတော့ဖြင့်တက်သွားပြီမုန်းညာတက်ပေမဲ့လည်းဘုန်းကြီးတို့ဒကာဓမ္မတွေကမရက်လိုက်နဲ့အောင်မရက်ပါနဲ့မုန်းတော့မုန်းနေဗျာမျက်ရည်များကြကြအောင်မုန်းတယ်နည်းနည်းမှသူနဲ့ကိုမနေခြင်းပါဘူးဗျမနေခြင်းမဲ့ပေရှုသူနဲ့တွဲနေရသေးတာကူကံမထုတ်နိုင်သေးပဲကူကံမထုတ်နိုင်သေးတဲ့ကာလပတ်လုံးနင်သွားရောက်ဟဲ့ဆိုတာမှမလုပ်နိုင်သေးတဲ့ကာလပတ်လုံးမုန်းရနဲ့မျက်ရည်ကြလည်းငိုးနေရရှုတပတ်ကြရှုပေးပါတဲ့ကြောက်ကလားကြောက်လည်းရှုပေးပဲကြောက်လို့ခွဲလို့မရသေးပဲကူမုန်းတယ်ဆိုတော့ခွဲလို့ရပါလားမုန်းရနဲ့ပေကြည့်နေရမှာပဲတခါကြွရဥပအောင်တို့ဒီတိုင်းတော့ဒါဖြင့်မုန်းတဲ့ညာနေမုန်းပေမဲ့လည်းခင်ဗျားတို့ဒီဥပဒနာထိုင်တဲ့နေရာကထမဖြစ်နဲ့မုန်းပေစီမုန်းတဲ့အဆုံးရောက်မှာပဲမရောက်ပဲဘူးလားရောက်လာတဲ့အခါကျလို့ရှိရင်ဖြင့်
ကိုကမမျော်လင့်ရပါဘူးကိုကမတက်စေရပါဘူးဩဒီဥစ္စာဒီကားလို့ဆိုရင်ဖြင့်ဒီဒုက္ခတွေကြီးတာမရှိဘူးဣဒံဒုက္ခဣဒံဤစိတ်တို့ဤခန္ဓာခန္ဓာဖြစ်နေဣဒံဤတရားကဒုက္ခဒုက္ခသစ္စာပဲဣတကံဒုက္ခနဲ့ဣတကံဤမြလောက်ကြီးကျယ်တဲ့ဒုက္ခဣတကံဒုက္ခနဲ့ဣတကံဤမြပဲဒုက္ခဆိုတာလက်ပြောင်ဆိုတာဒုက္ခမဟုတ်ဒါဒုက္ခအစစ်လို့သူကသူဝေဖန်လာသဘောကျလားဣတောဒုက္ခနာတိဩဒီတဲ့ကြီးတဲ့ဒုက္ခမရှိဘူးသုံးချက်ဆုံးရရတာဤကားဒုက္ခဒုက္ခဤမြပဲဤကားဒုက္ခကတဏ္ဍပါဤမြဒုက္ခဆိုတာနှစ်နံပါဤတဲ့ဒုက္ခအကြီးမရှိဘူးဆိုတာကပြန်ပြောလိုက်ဦးမယ်ဤကားဒုက္ခကတဏ္ဍပါဒုက္ခဤမြပဲဆိုတာကဒီတဲ့ကြီးတဲ့ဒုက္ခမရှိဘူးဆိုတာအဲ့ဒီသုံးနံပါနဲ့သုံးနံပါညာနဲ့ဆုံးဖြတ်ချက်ချလိုက်ရင်မဂ္ဂင်၈ပါးပြည့်လာပြည့်နေတဲ့တပင်နဲ့ရှေ့ဘင်းကအခုဝိညာဉ်6ပါးနဲ့တကွာခန္ဓာ၅ပါးပါပြောက်ဝိညာဉ်ပြောက်တော့ငကိုမှခန္ဓာ၅ပါးကိုဗျဝိညာဉ်ပြောက်တဲ့အခါကျတော့ဝိညာဉ်နဲ့တွဲဘက်တွေဘယ်နဲ့ဖြစ်ကုန်ပြောက်သွားတော့ကိုငကိုတုံးကဒီမဂ္ဂင်၈ပါးကဒီအသေးတွေမုန်းပြီးအသေးတွေရှုနေရဒုက္ခတွေကြည့်နေရတာအခုတော့ရှုနေတဲ့ယောဂီမှာဒကာဓမ္မတွေဒုက္ခတွေ့သေးရဲ့လားဒုက္ခမတွေ့တော့ဘုသူစိတ်ထဲမှာဘယ်နဲ့ဖြစ်လာဩငကိုကဒုက္ခတဲ့ဒုက္ခတွေကြီးပဲကြည့်နေရဤမြဒုက္ခဤကဒုက္ခဤဒုက္ခဤမြတော့ပဲတိတဲ့ကြီးတဲ့ဒုက္ခမရှိဘူးဆိုတာကြီးဟာအခုငါရှိညာအောင်မှာပဲဟောဒီညာအောင်မှာပဲပျောက်သွားပျောက်ဘူးကိုယ်နဲ့ငါရှိတယ်နော်အခုပဲနေတော့ဒါဖြင့်ဒီညာဟာတရားဓမ္မတွေစဉ်းစားအရင်တော့ကဒုက္ခပဲတဲ့အခုတော့ဘယ်လှဲ့နေလို့ဆိုဒုက္ခမရှိတယ်ပဲလှဲ့ခုနကဘယ်ပဲလှဲ့ယခုတော့ဒီညာဘယ်ပဲကူးသွားပါလိမ့်ဒုက္ခပဲလှဲ့တော့ကဒုက္ခပိုင်းခြားနေဤကဒုက္ခဒုက္ခဤမြပဲသဘောကျလားဤတဲ့ကြီးတဲ့ဒုက္ခမရှိဘူးဆိုတာသူဒုက္ခပိုင်းခြားတယ်ပိုင်းခြားတဲ့အဆုံးကြတော့ကိုဒီဒုက္ခတွေကချုပ်သွားတော့ဒုက္ခမရှိတဲ့ပဲသူလှဲ့မလှဲ့ဘူးလားလက်နေတော့ဒုက္ခမရှိတာဒီနိဗ္ဗာန်သဘောကျခေါင်းကပိုင်းခြားတာဒီကလို့ရှင်ဒုက္ခအပိုင်းခြားခံရတာကဒုက္ခသစ္စာအခုချုပ်သွားတော့ဒုက္ခမရှိတာကမြင်တာကမဂ္ဂသစ္စာဆိုတဲ့ဖြင့်ဒီသူ့နောက်ကလိုက်မဲ့ဒကာဓမ္မတို့ဒိဋ္ဌိဝိသိကိစ္စလားလာသေးရဲ့ဒိဋ္ဌိဝိသိကိစ္စတွေမလာတာကဒကာဓမ္မသမှုရိယသေးတာပါမသေးဘူးလားဒီတိုင်းရှုပါများလာလို့ရှင်ဤကဒုက္ခဒုက္ခဤမြပဲဒုက္ခတဲ့ဒီဒုက္ခတဲ့ကြီးတာမရှိဘူးရှင်ဖြတ်ဆိုချုပ်တာမချုပ်ပါနဲ့ဆိုလို့မရဘူးသဘောကျဒါဖြင့်ချုပ်သွားတာကဘာသစ္စာချုပ်သွားပြီလို့သိတာကမဂ္ဂသစ္စာပြီးရင်တခါတည်းတရားဓမ္မတို့ဒီမဂ္ဂင်၈ပါးလို့သူလည်းသင်္ခါရတရားမို့ချုပ်ပြီးဒီနေရာမှာဖိုးပေါ်လာတယ်ဘောဓဘာကြည့်ပြီဒါကချုပ်တောင်းရတာမဟုတ်ဘူးမသိဖို့ပေါ်လာတာပဲဖို့ပြီးတဲ့ဒီနောက်ကဒီအချိန်မှာဒါနိဗ္ဗာန်ပဲဆိုတော့မပုဂ္ဂိုလ်ကလည်းသူနိဗ္ဗာန်သူမြင်တယ်သူများမပြောနိုင်ဘူးဖို့ပုဂ္ဂိုလ်ကလည်းနိဗ္ဗာန်သူမြင်တယ်သူများမပြောနိုင်ဘူးနောက်ကြသူအချိန်လေးကြာတော့မှသူဆင်ခြင်တယ်ခုနကမြင်ခဲ့တာတွေဘာပါလိမ့်မလဲဒုက္ခချုပ်တဲ့နိဗ္ဗာန်ဆိုတာဒါပါလားဆိုဆင်ခြင်တဲ့ဝိသိတွေဆင်ခြင်တဲ့စိတ်တွေပေါ်ပြီဘူးအဲ့ဒီပေါ်တဲ့အချိန်ကျမှထပြီးကျုပ်တော့ကိစ္စပြီးခဲ့ပြီဆိုတော့နောက်မှပြောနိုင်ဒီအတွင်းမှာတော့သူ့ဟာသူတင်ရင်ထဲမှာမက်လာလို့အေးတာရယ်ဖိုးလာလို့အေးတာရယ်ဆင်ခြင်လို့အေးတာရယ်ဒီသုံးချက်ပဲလာတယ်ဒီပြင်တော့ဘာမှမလာဘူးဆိုတာသဘောကျဒါဖြင့်ဒကာဓမ္မတို့ဟာရိယသုတိတလမက္ကဒသနိနာသန္တပတ်ထောဟာရိယသုတိတလမက္ကဒသနိနာနှလုံး၌ငြိမ်းရင်းလက္ခဏာရှိသောမက္ကသစ္စာပေါ်မှသာဖြင့်သန္တပတ်ထောခုနကဒိဋ္ဌိဝိသေသငြိမ်းဟောတိဖြစ်ဝန်းထဲမှာအေးပြီးဒီကလာငြိမ်းသွားတဲ့ဥစ္စာဒီငြိမ်းသွားတာဒီဒကာဓမ္မတို့ခုနကကိလေသာဒိဋ္ဌိကိလေသာဝိသေကိစ္စကိလေသာအပယ်လေးပါးရောက်စေတတ်တဲ့လောဘဒေါသကိလေသာတွေအကုန်ချုပ်ဒါကြောင့်ဝန်းထဲမှာအေးသွားရမယ်ရှင်းမလားဒါဖြင့်အချုပ်သွားတာကမြင်ရတဲ့အချုပ်ကိုသုံးလေးကဆက်မြင်နေတာကမဂ္ဂသစ္စာသဘောကျရင်းထဲမှာအေးသွားတာကကိလေသာသေးတာသဘောကျကောင်းပြီဒါဖြင့်မြင်လာရမဂ္ဂသစ္စာသွားဖြစ်ရှင်းပြီနော်ခொနကပိုင်းခြားခံရတာကဒုက္ခသစ္စာ
ဒါဖြင့်အပိုင်းခြားခံရတာကဒုက္ခသစ္စာပိုင်းခြားခံပြီးပျောက်ပြက်သွားတာဒုက္ခမရှိတာကမြင်တာကဝန်းနဲ့အေးသွားတာကသမုဒိယသေတာဒိဋ္ဌိဝိသေစာပယ်သွားစေတဲ့တရားတွေသေလို့အေးရတာရိပ်မိဗလားအဲ့ဒါဒီကားလို့ဆိုရင်ဒကာဓမ္မတို့နောက်ပြိတ္တိလာသေးရဲ့ဒီကံမျိုး၄ကလာရင်နောက်ပြိတ္တိကုံတဲ့အတွက်ဒါလူလိမ္မာမှောင်လေးကလာပြီးအလင်းရောက်မရောက်သေးဘူးလားသိကြပါလားကဲယနေ့ဒီရင်တော်ကြတယ်